ဒါကတော့မြောက်အာဖရိကမှာရှိတဲ့ဝါဒီယာတမဒနိုင်ငံပဲဖြစ်ပါတယ်ဒီနိုင်ငံကိုနှစ်ပေါင်းများစွာအုပ်ချုပ်လာတာကတော့တူးတဲ့တော့အာနာရှင်ဗိုလ်ချုပ်ကြီးအာလာဒင်းပါပဲပြောရမယ်ဆိုရင်ဒီအာလာဒင်းဟာအနောက်နိုင်ငံတွေကိုမုန်းတဲ့ကလေးဆန်ဆန်နှာဘူးတယောက်ဖြစ်ပြီးသူ့နိုင်ငံကရည်နံတွေကိုဘဲမှထုတ်မရောပဲဖင်ခုထိုင်ထားပါတည်းရဲ့သူ့ဘေးမှာဆိုရင်လည်းအမျိုးသမီးတပ်တော်စောင့်တွေကိုပဲဝန်းရံထားပြီးနျူကလ িয়ার လက်နက်တည်ဆောက်ဖို့ကိုလည်းအရန်ဆွဲလန်းနေတဲ့သူတယောက်ဖြစ်ပါတယ်ဒါပေမဲ့သူကတော်တော်စီစားကြောင်ပြီးတခါတုန်းကဆိုရင်သူ့ရဲ့ထိတ်တန်းတိတ်ပံပညာရှင်နျူကလ িয়ার နယ်တော်ကိုကွက်မြက်ဖို့အမိန့်ပေးလိုက်ဖူးပါတယ်အကြောင်းပြချက်ကတော့ဒုံးကျည်ထိပ်ဖူးကသူ့လိုချစ်တဲ့လောက်မချွန်ပဲထိတ်လုံးကြီးဖြစ်နေလို့ပါဒါပေမဲ့ကဘာကြီးကတော့သူ့ကိုဆက်မလွတ်ထားတော့ပဲဝါဒီယာအနေနဲ့နျူကလ িয়ার ဖန်တီးမှုနဲ့ပတ်သက်ပြီးပွင့်လင်းမှုရှိလာရောက်မဖြေရှင်းပါကကုလသမ္မတအုပ်ချုပ်ရေးကောင်စီကစစ်ဆေးရေးအရာဝင်ရောက်စွက်ဖက်မယ်လို့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်ဒီတင်းကိုတီးလိုက်ရတဲ့အခါမှာတော့အာလာဒင်းတယောက်ကုလသမ္မတကိုပညာသွားပေးဖို့နယူးယောက်မြို့ကိုကလအုပ်ကြီးစီးပြီးထွက်လာခဲ့ပါတယ်ဒါပေမဲ့တူရင်တူအစ်စ်ကအဝေးကြီးမဟုတ်နေပဲအနားမှာပဲရှိနေတာပါအဲ့ဒီတူကတော့ရေနံကရမယ်ပတ်စံတွေကိုမျက်စိကျနေတဲ့တူဦးလေးချာမီယာဖြစ်နေပြီးအခုလည်းအာလာဒင်းကိုရှင်းပစ်ဖို့ကလီတန်ဆိုတဲ့ခြေစားလူသက်သမားကိုငှားထားလိုက်ပါပြီနယူးယောက်ရောက်ပြီးမကြာခင်မှာပဲအစီအစဉ်ကိုစတင်လိုက်ကကလထွန်ကအာလာဒင်းကိုပြန်ပေးဆွဲသွားပါတယ်တကယ်ကတက်ဖြစ်ဖို့ပါဒါပေမဲ့ငင်းပန်းနှိမ့်ဆက်တဲ့ကရိယာနဲ့ပတ်သက်ပြီးအလွဲလွဲအချိုချိုဖြစ်ရာကနေကလထွန်တယောက်ကိုမီးရှို့မိပြီးအကျုပဖြစ်သွားတာကြောင့်အာလာဒင်းတယောက်အတွင်းခံပေါင်းပြီးတန်းလန်းနဲ့လွတ်လာခဲ့ပါတယ်ဒါပေမဲ့သူ့မှာပြဿနာအကြီးကြီးတစ်ခုရှိနေသေးပြီးကလထွန်ကအာလာဒင်းရဲ့အမတ်တစိတ်ဖြစ်တဲ့မုတ်စိမ်မွေးအရှိကြီးကိုရိပ်ပစ်လိုက်တာကြောင့်ဘသူကမှသူ့ကိုမမှတ်မိတော့ပဲတာမန်လူတယောက်လိုဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဦးလေးဖြစ်သူထာမီယာက E4work ဆိုတဲ့တပြားလူနေတဲ့တိုးထိန်တယောက်ကိုအာလာဒင်းနေရာမှာမင်းကုန်းပြောခိုင်းဖို့ကုလသမ္မတရှိကိုခိုးထုတ်လာခဲ့ပါတယ်ထာမီယာရဲ့အကြံအာလာဒင်းအတုကိုတုံးပြီးဝါဒီယာကိုဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲမဲ့စာချုပ်မှာလက်မှတ်ထိုးခိုင်းကရေနံလုတ်ပိုင်ခွင့်တွေကိုထုတ်ရောင်းစားဖို့ဖြစ်ပါတယ်အာလာဒင်းကတော့ဒါကိုတားဖို့ကုလသမ္မတထဲပြန်ဝင်ဖို့ကြိုးစားခဲ့ပေမဲ့လုံခြုံရေးတွေကသူ့ကိုအင်အားသုံးမောင်းထုတ်လိုက်ပါတော့တယ်။အဲဒါကြောင့်အပြင်မှာအာနာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတဲ့သူတွေလည်းရုပ်တေးတေးတွေဖြစ်သွားကြပြီးအထက်ကဇိုဝီဆိုတဲ့ကောင်းမလေးဟာအာလာဒင်းကိုခိုးထုတ်သွားခဲ့ပါတယ်။ဇိုဝီဟာတဘာဝပတ်ဝန်းကျင်ကိုအရန်ချစ်တဲ့ liberal တယောက်ဖြစ်ပြီးသူကအာလာဒင်းကိုဝါဒီယာလာတဲ့နိုင်ငံရေးဒုက္ခတဲ့အာလီဆန်လိုအထင်မှားနေခဲ့တာပါဒီလိုနဲ့အာလာဒင်းကိုဇိုရီကကျမရေးနဲ့ငညွတ်တဲ့ပစ္စည်းတွေရောင်းတဲ့သူ့ဆိုင်မှာအလုပ်လုပ်ဖို့ခေါ်လာပြီးသူတပားလက်အောက်မှာအလုပ်မလုပ်တဲ့အာလာဒင်းကတော့ပြက်ပြက်တတပဲလှည့်ထွက်လာခဲ့ပါတယ်။အဲနောက်မှာတော့အာလာဒင်းတယောက်ခြေဥတဲ့ရာရှောက်သွားရင်ညဘက်အရောက်မှာမထင်မှတ်ပဲသူ့ရဲ့ပညာရှင်ကြီးနဒေးကိုတွေ့သွားခဲ့ပါတယ်။နဒေးနောက်ကနေနောက်ရောက်ခံလိုက်လာတဲ့အခါမှာတော့ Little Wadia ဆိုတဲ့စားတောက်ဆိုင်ကိုရောက်သွားခဲ့ပါတယ်။ဆိုင်ထဲဝင်လိုက်တဲ့အခါမှာတော့အာလာဒင်းတယောက်အရန်အံ့ဩသွားခဲ့ပါတယ်။အကြောင်းရင်းကတော့ဆိုင်ထဲမှာရှိနေတဲ့တူတွေအကုန်လုံးဟာတူကွက်မြက်ဖို့အမိန့်ပေးခဲ့တဲ့လူတွေကြီးပဲဖြစ်နေလို့ဖြစ်ပါတယ်တကယ်တော့သူ့အစိုးရအဖွဲ့ထဲဟာတူတွေဟာဘဒုကိုမှမတက်ပဲနယူးယောက်ကိုပို့ပစ်ခဲ့တာပါအာလာဒင်းကတော့ရင်းနှီးတဲ့ပုံပေါက်နေလို့ဆိုပြီးနာမည်လာမဲတဲ့ HO ကိုပါဇက်သေးရှိတဲ့ပေါက်ကရနာမည်တွေပြောကရွှေ့လို့လိုက်ပါတယ်ဒါပေမဲ့ HO ကတော့မယုံပဲမုတ်စိတ်မပါတဲ့အာလာဒင်းဆိုပြီးအဆိုင်လုံးဝိုင်းချိတ်ဖို့လုပ်ကြပါတော့တယ်အဲ့ဒီအချိန်မှာပဲနဒဲလ်ရောက်လာပြီးသူ့ဝမ်းကွဲညီပါလို့ဝင်လင်ပေးလိုက်တာကြောင့်အာလာဒင်းတယောက်အသက်ချမ်းသာရာရသွားပါတော့တယ်အဲ့နောက်မှာတော့အာလာဒင်းကသူ့ကိုအာနာပြန်ရအောင်ကူညီပေးဖို့နဒဲလ်ကိုပြောပါတယ်နဒဲလ်ကလည်းအာလာဒင်းတာသူ့ကိုနျူကလ িয়ার စီမံကိန်းရဲ့ခေါင်းဆောင်ပြန်ခန့်ပြီးဒုံးကျည်ထိပ်ဖူးတွေကိုလက်ရပြီးမချုံခိုင်းမှုဆိုရင်ကူညီမယ်ဖြစ်ကြောင်းပြန်ပြောလိုက်ကအာလာဒင်းကတော့အောင်းတက်နဲ့ပဲသဘောတူလိုက်ရပါတယ်နောက်တနေ့မနေ့အရောက်မှာတော့ဒီမိုကရေစီလက်မှတ်ထိုးပွဲကျင်းပမဲ့ဟိုတယ်ထဲကိုအာလာဒင်းကိုခိုးဝင်ခိုင်းပြီးအတုနဲ့နေရာလေးဖို့ကိုစီစဉ်လိုက်ကြပါတယ်ဒါပေမဲ့ဘလို့ဝင်ရမလဲအကြံအိုက်နေတုံးတိုက်ဆိုင်ပဲအဲ့ဒီပွဲအတွက်အစားတောက်တာဝန်ယူထားတာကဇိုဝီဖြစ်နေတာကိုသိလိုက်ရပါတယ်အဲ့ဒါနဲ့အာလာဒင်းတယောက်မတက်တာတော့ပဲဇိုဝီစီပြန်သွားလိုက်ရကအလုံးလုံးဖို့လက်ခံလိုက်ရပါတော့တယ်အဲ့နောက်မှာတော့နဒဲလ်နဲ့အတူနေရောက်သားရဟတ်ရင်စီးပြီးမြို့ဘက်ကမြို့ရဲ့အားနည်းချက်ကိုလိုက်ရှာကြပါတယ်ဒါပေမဲ့ဆရာကြီးအာလာဒင်းတယောက်ကတော့ရဟတ်ရင်ပေါ်မှာ Fortune 911ကားအကြောင်းအားရပါးရပြောနေတာကိုအတူပါလာတဲ့တစ်တင်နေရောက်က911တိုက်ခိုက်မှုနောက်တစ်ချိန်လုပ်တော့မယ်လို့အထင်လွဲထားကြတာကြောင့်အကောင်လုံးကြေးအောင်လိုက်ရပါတော့တယ်အဲနောက်မှာတော့ဇိုဝေကပဲအာမခံနဲ့လာထုတ်ပေးလိုက်ရပြီးအဆောင်ရေးကိုလည်းဒေါသတကြီးပြောဆိုဖြစ်ပါတယ်ဒါကိုမြင်လိုက်တဲ့အာလာဒင်းလည်းဇိုဝေကိုအားရပါးရကြီးပြစ်ကြွယ်သွားပါတော့တယ်
တစ်ဖက်ဟိုတယ်မှာတော့အာလာဒင်းတို့နေရောက်ကိစ္စကတည်င်းနဲ့ပါလာတာကြောင့်အာလာဒင်းမတည်သေးတာကိုတာမီယာတိသွားပါတော့တယ်ညဘက်အရောက်မှာတော့အာလာဒင်းကနဒီယုနဲ့ဖုန်းပြောနေခဲ့ပြီးဇိုဝီကိုသဘောကျနေတဲ့အကြောင်းနဲ့သူ့အကြောင်းအမှန်တိုင်းပြောပြဖို့စဉ်းစားနေခဲ့ပါတယ်နဒီယုကတော့ပေါက်ကရတွေရှောက်မလို့ဖို့ပြောပြီးပဲဖုန်းအရင်ချသွားခဲ့ပါတယ်အဲ့အချိန်မှာပဲအာလာဒင်းရှိနေတဲ့နေရာကိုချာမီယာလွတ်လိုက်တဲ့လောက်ကျန်ရင်တမရောက်လာပြီးအာလာဒင်းကိုစတင်တိုက်ခဲ့ပါတယ်ဆိုင်အနက်ပက်ပြေးပြီးနောက်မှာတော့ရေထဲနစ်ပြီးအနံယူလိုက်နိုင်ပေမဲ့ဆိုင်ကတော့ရဆရာမရှိတော့ပါဘူးနောက်တနေ့မနက်ဇိုဝီဆိုင်ကိုရောက်လာတဲ့အခါမှာတော့တဆိုင်လိုမြင်မကောင်းလောက်အောင်ဖွာစာကျင်းနေခဲ့ပါတယ်အတူလိုက်လာတဲ့ဟိုတယ်မန်နေဂျာလည်းဒါကိုမြင်သွားတဲ့အပြင်အာလာဒင်းကပါပေါက်ကြတွေပြောလိုက်တာကြောင့်စာချုပ်ပေးဖြစ်ကြောင်းနဲ့အခြားပြိုင်ဘက်ဆိုင်ကိုသွားမှဖြစ်ကြောင်းပြောကချက်ချင်းပြန်သွားခဲ့ပါတော့တယ်အာလာဒင်းလည်းအာနာရှင်ပြီးစာချုပ်ပြန်ရအောင်လုပ်နိုင်ဖို့အတွက်တဆိုင်လုံးကိုလှည့်အမိန်ပေးနေပါတော့တယ်ဆိုင်ကိုအာနာရှင်စနစ်နဲ့အုပ်ချုပ်ပြီးဝန်ထမ်းတွေကို6လန့်ကကျမ်းမာရေးစစ်ဆေးရေးမှုကိုလည်းကလေးတွေပြန်ပေးဆွဲပြီးအဆင့်အေးပေးခိုင်းလိုက်ပါတယ်ဒီလိုနဲ့ဆိုင်လဲကောင်းကောင်းလေးပတ်လာကချက်ချင်းကိုအဆင်ပြေသွားပါတော့တယ်ဒါကိုမြင်ရတဲ့ဇိုဝီလည်းအာလာဒင်းကိုစတင်တဘောကျနေခဲ့ပါပြီအဲနောက်မှာတော့အာလာဒင်းနဲ့နဒီယုတို့ဟာအတုပတစ်ခုကိုတွားခဲ့ကြပြီးအလောင်းတလောင်းစီယာမှုတ်စိမ်မွေးတွေကိုဖျက်ယူလာကြပါတယ်ဆိုင်ဘက်မှာလည်းအရာရာအဆင်ပြေနေပြီးစာချုပ်ပြန်ချုပ်ဖို့ဟိုတယ်ဘက်ကလာကမ်းလှမ်းခဲ့ပါတယ်ညဘက်မှာတော့ခေါမိုးဆက်မှာအာလာဒင်းနဲ့ဇိုဝီတို့စကားပြောဖြစ်ကြပြီးအရောက်တာအဆင်ပြေလာခဲ့ပါတယ်ဒါပေမဲ့ဆရာကြီးကတူဘဒူဖြစ်ကြောင်းကိုတွားအားချောင်းမိလိုက်တာကြောင့်နေရာမှာတင်မဲ့အပိုင်းတစ်ဆက်တင်းသွားခဲ့ပါတယ်ဇိုဝီကလည်းလူအခွင့်အရေးလှုပ်ရှားသူပြီးအာလာဒင်းကိုလမ်းဖြတ်သွားကချက်ချင်းပဲမောင်းထုတ်လိုက်ပါတော့တယ်depression boy လေးဖြစ်သွားတဲ့အာလာဒင်းလည်းခြေဦး100လွတ်ထွက်လာခဲ့ရင်တရားပေါ်ကနေခုံချဖို့လှုပ်ပါတော့တယ်ဒါပေမဲ့နဒီယုကအချိန်မီရောက်လာပြီးမူတီတွေပေးလိုက်တာကြောင့်ခံစိုးစွာပဲဘာမှမဖြစ်သွားလိုက်ပါဘူးနောက်တရက်မှာတော့လက်မှတ်ရေးထိုးမယ်နေရောက်လာပြီးဝါဒီယာအတွက်တမရအသစ်တင်ပေးမယ်ဒီပွဲကိုစိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြပါတယ်အာလာဒင်းလည်းအလောင်းစီယာဖြတ်ယူသွားတဲ့မုတ်စိတ်ကိုကောက်စွတ်ကဟိုတယ်ထဲကိုခေါမိုးထက်ကနေကျိုးနဲ့တွေ့ပြီးခက်ခက်ခဲခဲခိုးဝင်လိုက်ပါတယ်ကန်ကောင်းစွာပဲအခမ်းအနားမစခင်မှာတင်သူ့ရဲ့လူအစားထိုးနေရာမှာအချိန်မီဝင်ယူလိုက်နိုင်ပါတယ်ဒီလိုနဲ့အခမ်းအနားစတင်မဲ့အချိန်ကိုရောက်လာခဲ့ပြီးအာလာဒင်းကတော့ကမ္ဘာခေါင်းဆောင်တွေရှေ့မှာပဲလက်မှတ်ထိုးရမယ်ဒီမိုကရေစီစာချုပ်ကိုဆွဲပြစ်ပစ်လိုက်ကအာနာရှင်စနစ်အရန်ကောင်းကြောင်းအားပါတရထိုင်လွတ်ပါတော့တယ်အာနာရှင်စနစ်ကိုလက်ခံကျင့်သုံးရင်တနိုင်ငံလုံးရဲ့ဝင်ငွေတွေအကုန်လုံးကိုလူနည်းစုကပဲမောင်းပိုင်စီးထားလို့ရကြောင်းပြည်သူတွေရဲ့ကျန်းမာရေးပညာရေးကိစ္စတွေကိုမေ့ထားလို့ရပြီးအတူအယောင်ရွေးကောက်ပွဲတွေလည်းမီဒီယာတွေကိုထိန်းချုပ်ကခက်တီတီနဲ့လှုပ်လို့ရကြောင်းကြိုက်တဲ့နိုင်ငံကိုလည်းကြိုက်တယ်လို့စစ်ဝင်တိုက်နိုင်ကြောင်းပြောပြပြီးစီယုံရေးဆင်းမာတော့တယ်ဒါပေမဲ့လူအုပ်ထဲမှာဇိုဝီကိုလမ်းသွေးလိုက်တဲ့အချိန်မှာတော့လူချမ်းကြီးလည်းပြုတ်ဖက်သွားကလေကြီးမိုးကြီးပြောနေတာတွေရက်လိုက်ပြီးဝါဒီယာကိုဒီမိုကရေစီနည်းကျရွေးကောက်ပွဲပြုလုပ်ပေးပြီးရေနံတူးဖို့ခွင့်တွေဖွင့်ပေးကရတဲ့ပတ်စံတွေဟာလည်းပြည်သူတွေစီစီးဆင်းစေရမယ်ဖြစ်ကြောင်းအားလုံးရှေ့မှာကတိပေးလိုက်ပါတော့တယ်ဦးလေးဖြစ်သူချာမီယာကတော့သူ့အကြံပျက်စီးသွားလို့ဒေါသထွက်ပြီးအာလာဒင်းကိုတနက်နဲ့ထပ်ပစ်ပါတယ်ဒါပေမဲ့အီဖာဝေါကဂျားထဲကနေဝန်ခံပေးလိုက်တာကြောင့်ဘာမှမဖြစ်သွားခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ဝါဒီယာမှာပထမဆုံးဒီမိုကရေစီရွေးကောက်ပွဲကျင်းပပါတယ်ဒါပေမဲ့မဲစင်းကတော့တရားမျှတမှုရှိစွာပဲပြည်သူတွေကိုဖြဲချောက်ပြီးမဲခိုင်းပေးခဲ့တာကြောင့်အာလာဒင်းပဲအပြက်အတက်အနံရခဲ့ပါတယ်ဇိုဝီနဲ့လည်းလက်ထက်လိုက်ပြီးအားလုံးအဆင်ပြေနေခဲ့ပါတယ်ဒါပေမဲ့မင်္ဂလာဆောင်မှာဇိုဝီကဖန်ခွက်ကိုခွဲလိုက်တော့မှသူမကယူးလူမျိုးဖြစ်နေမှန်းတီးလိုက်ရပြီးအာလာဒင်းလည်းလန့်သွားခဲ့ပါတယ်ဒါပေမဲ့လည်းအချစ်ကအရာအလုံးကိုအောင်နိုင်ပါတယ်လေစက်တိန်ခန့်မှာတော့သူတို့ပျော်ပျော်ရွှင်ရွှင်နေသွားကြတာကိုတွေ့ရပြီး TV အင်တာဗျူးတစ်ခုမှာဇိုဝီကကိုဝင်ရှိနေပြီဖြစ်ကြောင်းကြေညာနေခဲ့ပါတယ်အာလာဒင်းကတော့အနာဂတ်ကမင်းပိုက်ထဲကကလေးကယောက်ျားလေးလားဒါမှမဟုတ်ကိုဝင်ဖြစ်ချမှာလားဆိုပြီး romantic ဆန်ဆန်ပြန်မင်းလိုက်ရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်